အားလုံးမင်္ဂလာပါကဲဘွားရီကျွန်တော်လည်းအလုံးအားနဲ့ပြောက်သွားနော်ကဲဒီနေ့73ရက်နေ့9လ2025အတွက်ဘော်ဒါတွေအတွက်ဆရာကိုယ်တိုင်တုတ်ပေးထားတဲ့ခဏန်းဒီနေ့တော့14ခွက်ဆရာတွက်ပေးထားပါတယ်ဒီနေ့လုံးစားပါကဲဘော်ဒါတွေအတွက်ဆရာတီးတန့်တွက်ပေးထားတဲ့ခဏန်း14ခွက်ကဘယ်ဟာဖြစ်မလို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပေးပါနော်ပြီးရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို like and subscribe လုပ်ထားပေးကြပါကဲဘော်ဒါတွေအတွက်ကျွန်တော်တွက်ပေးထားတဲ့ဒီခဏန်း14ခွက်ကတော့ဘာဖြစ်မလို့ကြည့်ကြည့်အောင်ဒီမှာပါ96 5တဲ့39 38 39 5နဲ့54 36 39 5 58 59ညလေးဖြစ်ပါတယ်ကဲဘော်ဒါတွေဒီမှာပေါက်ပါစေကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပေးကြပါဘော်ဒါတွေစာတိုးပေါက်ပါစေအစအရာအဆင်ပြေပါစေနော်